ညတော့ဟိုကဘောလုံးကံမယ်ပေါ့နော်အားကစားဆိုရှိတော့ကတက်ကြွတယ်တကယ်ချင်းနေလည်းတယောက်မှမရောက်ဘူးဟိုကမြင်နေစောရကန်တော့မယ်ဆိုတော့ဒီလူထဲမှာကန်ရမှာဆိုတော့နည်းနည်းလေးတောင်းတော့ready ဘာဖြစ်နေရလဲလာလေဘောလုံးကန်မယ်ဘောလုံးကန်နေတော့မရှိတော့ပါဘူးဟာ ဘာဖြစ်လို့လဲ နေပူရနေတော့တင်းတိတ်တွေလည်းဆိုဝက်ချန်နေတယ်ဆိုမျက်နှာအသားတွေလည်းမဲပြီးတော့မျက်နှာလည်းစုပ်ပြတ်တက်နေပါလားအဲ့ဒါမျိုးဘာမှစိတ်မပူနဲ့ Gluta Global ရှိတယ် Gluta Global ကဒါမျက်နှာမှာရှိတဲ့ wet channel တင်းတိတ်တွေပြီးလို့ရှိရင်နေလောင်ကြောက်ဖြစ်တဲ့အသားမဲတာတွေကိုကြောက်တယ်ဒါတော့မှအခုဆိုကြည့်ပါရေးရေးနေပူထဲမှာကစားရတယ်ဆိုပြေဝင်းပါပန်းလူသွေးအောင်လား Gluta Global နဲ့မှစိတ်ချရ